တိန်နေပါလေလှရနော်ကောင်းတယ် ဒါကြကလတ်ဒီ ကလတ်ဒီလက်ဝဲပွဲတွေတပုံကြီးများဒီဟာလက်ဖမ်းဝိုင်းတနေ့ရတော့အိန္ဒိယတွေဖွင့်လာတာလေ ဒီမှာလား ဘာဖြစ်လို့လဲအဲ့လိုပဲသူတို့ထိုင်းမရှိဘူးအိန္ဒိယတက်တက်ပဲထိန်းတာလည်းအိန္ဒိယကတာလည်းအိန္ဒိယ ဒီမှာလည်းမျိုးဖြစ်ညှိလို့ရတာရှင်းနေပါလေ ဟိုသူတို့ဒီအလုပ်တွေမှာအနောက်ကနေသူတို့ရဲအရာရှိတယောက်ကတော့ရှိနေတာပဲသူတို့ချင်းချင်းညှိတာအောင် မတည့်လို့ပေါ့ဆွဲလိုက် အရင်ဆွဲကြည့်လိုက်တာပေါ့ဘယ်သူကလည်းတီးအောင်တမမေးနေတော့ဒါဘယ်သူကလည်းဆိုပြီးတော့ဖမ်းလိုက်လို့ရှိရင်ပန်ရှင်ပေါ်လာတယ်ဖမ်းလိုက်ရင်တီးရပြီလေ အစဆွဲထုတ်လိုက်တယ် ဆွဲထုတ်လိုက်မှအထက်ကမွေနဲ့တွေ့တော့အပေါက်ခံအောင် ဟုတ်တယ်အဲ့လိုမျိုးလေးလည်းဖြစ်လာအများရဲ့ပြောက်သွားတဲ့ကောင်လည်းမနေဘူးလေလို့ဘာပြောဖမ်းကြည့်လိုက်တယ်ဖဲဝိုင်းနေအကောင်လုံးကထိုင်းမှာဖဲဝိုင်းနေအကောင်လုံးကအကောင်ကြီးတွေအကောင်ကြီးတတ်ထရအကောင်ကြီးတွေထိန်းလာတယ်အဲ့ဒါတွေကိုသွားပြောနေနေတဖန်လိုက်တယ်ရင် ကိုဗမာပြည်လာပြီးပြောနေတယ်အားလုံးနိုင်ငံတကာဒါမျိုးကြီးပဲ ဟုတ်ဒီမှာပြောတာကျွန်တော် ဟုတ်ဘူးလေဗမာပြည်ကိုကြည့်ပြီးတော့ ဒီကောင်ဝင်ဖမ်းတော့တယ်အိန္ဒိယလားမသိဘူး တက်စင်လည်းမင်း ဂျန်နတ်ဆိုပြီးတော့ရေးတာသလား ဟိုတက်စင်ဟိုတော့လို့နော် ဒီကောင်ကိုဖမ်းသွားလိုက်ပြီဖမ်းသွားလိုက် ဒီကောင်မလေးတနာပါဗျာအပိက ကျွန်တော်ကိုဂျာဘဲပြောခိုင်းအောင်ကျွန်တော်တက်ကြည့်တော့ဂျာဘဲဆင်းလိုက်တော့ဒီ နာမည်ပေးတာမိုက်တယ်ဂျန်နတ်တယ်လား ဟာလား အမတို့ပါ အင်္ဂလိပ်လိုရေးတာဟုတ်တယ်ကြောက်ပဲနော်ဂျဟာနာမီရတဲ့ခါဂျန်နတ်သူရေးတာဒီမှာတွေကငါးတွေနဲ့ပင်နေတာတွေညာတာမှထဲလာတယ် ဂျာဘဲခစ်ပြောင်းသွားနေတွေ့နော်အရင်တော့ဆိုရင်လေ selfie stick နေပါနေရိုက်ရရနော်ခုမလိုတော့ဘူးနော်အဲ့ဒါကြီးပျောက်သွားတယ် selfie ဟို stick အခုရှိတော့ရှိပါဘူးတော့ချောင်းနေကြိုက် ရိုက်တယ်လေဟိုတနေ့တင်မောမှာတွေ့တယ် ဒီမှာဟိုအိန္ဒိယရဲ့ကင်လာတာမလား အဲ့လိုမျိုးတွေကအရင်တော့တော်တော်များများမှတွေ့တယ်ခုမတွေ့တော့ ဒီမှာပတ်ရကျွမ်းတယ် လောက်ပြန်ပြီ ဂျာဘဲလေးကျွမ်းတယ်မလား ဒါပဲကိုကျွမ်းတယ် ကျွန်တော်ဂျာဖဲမေးရတယ်ဝင်လို့ရလားမရလား7-Eleven မှာရက်လို့ရရင်ခဏရက်လာရက်လို့တော့ဒီမှာတပ်ပုံနဲ့တရားလာမယ်ပတ်ပြစာလို့လေ